တမိုင်းမှာအလွယ်အချောချောဖြစ်ဆုံးပုံကိုတူအကြောင်းပြောပြမယ်စိန်စိတ်ဝင်စားမလားဒီလေးလာတင်ဆက်မှုလေးမှာကျွန်တော်တို့လေးလာတော့မယ်သူကတော့ကောင်းနေရပါသူဟာဖျားရှင်ကိုကဘာကြီးကမတိခင်ကလေးကကြိုတင်တိမြင်ခဲ့သူဒါပေမဲ့နောက်ပိုင်းမှာစိတ်ပြက်ပြီးစွန့်ခွာသွားခဲ့သူပြီးတော့မှဗုဒ္ဓရဲ့ကဘာလောကကိုပြောင်းလဲစေမဲ့တရားအမှန်ကိုပထမဆုံးနားလည်သဘောပေါက်ခဲ့တဲ့လူသားသူဖြစ်လာခဲ့ပါတယ်သူဟာနားလည်မှုလွဲမှားခြင်းရဲ့ဗီဒီယိုကတူဖြစ်တယ်လို့ဉာဏ်ပညာအလင်းပွင့်ခြင်းရဲ့အစပြုတာလည်းဖြစ်ခဲ့ပါတယ်တကယ်တော့ဒါဟာစိတ်ပညာပိုင်းဆိုင်ရာပဟေးလေးကြီးတစ်ခုပါပဲ။ဘာကြောင့်အများယိုတာဖြူစင်ပြီးဉာဏ်ရည်မြင့်မားတဲ့သူတွေဟာအမှန်တရားအသစ်တစ်ခုနဲ့ယဉ်ဆိုင်ရတဲ့အခါအကြီးမားဆုံးအမားတွေကိုကျူးလွန်မိတတ်ကြတာလေ။ကျွန်တော်တို့ရဲ့တိတ်ကိုနဲ့ဆိုင်တဲ့ယုံကြည်ချက်တွေကပဲလက်တွေ့အမှန်တရားကိုမမြင်နိုင်အောင်ဘယ်လိုများမျက်စိကွယ်စေချက်တလဲဆိုတာဒီဖြစ်ကကောင်းကောင်းကြီးမိမောင်းထုတ်ပြနေပါတယ်။ကဲဒီချက်လဲအစကိုပြန်သွားကြည့်အောင်။မွေးကင်းစာတိတ္ထမင်သားလေးအတွက်ဟောကင်းထုတ်ခဲ့တဲ့အချင်းပေါ့ပညာရှိကြီးတွေကမင်သားလေးဟာလောကီအာနာစက်ကိုပိုင်စွန်းမဲ့စက်ကြဝဠာမင်းဖြစ်နိုင်တယ်လို့လောကုတ္တရာဘာမှာအမြင့်ဆုံးလွတ်မြောက်မှုကိုရမယ်ဖျားရှင်လည်းဖြစ်နိုင်တယ်လို့ဟောကင်းနှမျိုးထုတ်ခဲ့ကြပါတယ်။ဒါပေမဲ့အဲ့ဒီထဲကအသက်အငယ်ဆုံးပေါ်နာပြိုလေးကွန်နာညကတော့ဘာကိုမှမထောက်ထားပဲမင်သားလေးဟာဖျားရှင်စစ်အိတ်ကန့်ဖြစ်လာလိမ့်မယ်လို့ပြပြတတ်တာကိုဟောကင်းထုတ်ခဲ့တာပါ။စဉ်းစားကြည့်ပါဒါကွန်တီယာတော့တကယ့်ကိုကြီးမားလာတဲ့စိတ်ပိုင်းဆိုင်ရာဝန်ထုတ်ဝန်ပို့ကြီးပဲဖြစ်သွားပါတယ်ဆယ်စုနှစ်ပေါင်းများစွာကြာလာတဲ့အထိမင်းသားလေးကနန်းတော်ထဲမှာပဲကြီးပြင်းလာတယ်။အိမ်ထောင်ကြတယ်ပြီးတော့စီစဉ်ချမ်းသာတွေကြားမှာပဲရွေရောက်လာခဲ့ပါတယ်။အပြင်ပန်းကြည့်နေတော့ဒူဟောကင်းထုတ်ခဲ့တာနဲ့လုံဝကိုဆန့်ကျင်ပဲချင်းနေတယ်ရှိပါတယ်။တောင်နှစ်ပေါင်းများစွာစောင့်ကြည့်နေကြရတာဟာတာမန်ခံနိုင်ပြီးတော့လုံဝမဟုတ်ပါဘူး။ဒီနေရာမှာကျွန်တော်တို့လူသားတွေခဏကြားရောက်တတ်တဲ့ထောင်ချောက်တစ်ခုကြောင့်ပြောပြချင်ပါတယ်။အဲ့ဒါကတော့ user ပိုင်းဆိုင်ရာတင်ကျက်ခိုင်မာနေမှုတနည်းအားဖြင့် conceptual rigidity ပါပဲ။ကိုဖြစ်စေခြင်းနဲ့မျောလင်းချက်တွေနဲ့ကိုယ်ပိုင်အမှတ်သားကိုတသားတွေပေါင်းဆက်လိုက်တဲ့အခါမှာမမြင်ရတဲ့စိတ်ပိုင်းဆိုင်ရာအကျဉ်းထောင်တစ်ခုကိုတိဆောက်မိသလိုဖြစ်သွားတယ်ပါတယ်။လက်တွေ့ချင်းကကိုယ်ယုံကြည်ချက်နဲ့လုံးဝဆန့်ကျင်ဘက်ဖြစ်နေတဲ့တိုင်အောင်အဲ့ဒီယုံကြည်ချက်ကြီးကိုနှစ်ပေါင်းများစွာဆုတ်ခိုင်းထားဖို့ဆိုတာဘယ်လောက်ခက်ခဲတယ်လဲဆိုတာကိုကောင်းတန်ရဲ့ဘဝကနေတွေ့မြင်နေပါတယ်။ဟုတ်ပြီရှေ့ခေတ်အိန္ဒိယတွေးခေါ်မှုရဲ့အစွန်းနှစ်ဖက်ကိုနည်းနည်းလောက်ယဉ်ကြည်လိုက်ရအောင်။တစ်ဖက်ကနန်းတော်တွင်ကကာမဂုဏ်ခံစားမှုဖြစ်ပြီးနောက်တစ်ဖက်ကတော့ခန္ဓာကိုယ်ကိုပြင်းပြင်းထန်ထန်ညှဉ်းပန်းနှိပ်စက်တဲ့အကျင့်ပဲဖြစ်ပါတယ်။ကုံဒိညာဟာတိရထမင်းသားတောထွက်လာတဲ့အခါဥရဝဲလာတော်မှာဒီဒုတိယဟဆွန်းဖြစ်တဲ့ပြင်းထန်တဲ့အကျင့်ဆိုင်တွေရဲ့တတနာကိယာစနစ်ထဲမှာလုံးရလျာကိုပိတ်မိသွားခဲ့ပါတော့တယ်။လူအများစုလိုပါပဲကော်ရညလည်းမြင်သာတဲ့စွန့်လွတ်အရင်းနာခံမှုကြီးမားလေးမမြင်ရတဲ့အမှန်တရားနဲ့နီးစပ်လေးလို့မှတ်ရင်းစွာယူဆခဲ့ပါတယ်။တိရထကိုယ်တိုင်အစာဟာရဖြတ်ပြီးပြင်းပြင်းထန်ထန်ကျင့်ကြံနေတာကိုကြည့်ပြီးဒီလောက်ပြင်းထန်တဲ့နာကျင်မှုဟာတရားထူရောက်ဖို့တခုတည်းသောလမ်းကြောင်းပဲလို့သူကအခိုင်အမာယုံကြည်နေခဲ့တာပါဒါပေမဲ့တကယ်အလဲတရားကဒီနေရာမှာလာတာပါတိတထကိုတော်ဟာခန္ဓာကိုယ်အင်အားပြန်လဲဖြည့်ဖြိုးဖို့အတွက်နိုးငနာစွမ်းကိုလက်ခံပွင့်ပြီးလိုက်တဲ့အချိန်မှာပေါ့ခန္ဓာကိုယ်ညင်မတာလမ်းမဖြစ်ကြောင်တိတထကသဘောပေါက်သွားမိမယ်ကောင်းသွင်းရတော့အဲ့ဒီလိုမြင်ခဲ့ပါဘူးသူတို့နှစ်ပေါင်းများစွာဆွဲကြိုင်လာခဲ့တဲ့အယူဆပေါင်းရှိကိုဖောက်ဖြတ်တစ္ဆာဖောက်လိုက်ပြီးလို့ပဲသူကမြင်ခဲ့ပါတယ်တကယ်တော့ဒါဟာသူ့မျော်လင့်တာတွေအားလို့တဆက်စစ်စီပြိုလဲသွားတဲ့ခိုက်တမ်းပါပဲဒီတော့ကောနေရဘာကြောင့်ထွက်ခွာသွားခဲ့တယ်လဲတေချာစဉ်းစားကြည့်ရင်သူဟာမောင်ရင်ရဲ့အခြေခံယူဆတွေပေါ်မှာယက်တည်နေချက်လို့ပါပဲပြင်းထန်တဲ့အကြီးမှန်သာတရားရနိုင်တယ်ဆိုတဲ့ယူဆရဲ့နောက်ပြီးသူကိုယ်တိုင်ပထမဆုံးဟောကင်းထုတ်ခဲ့သူဆိုတဲ့အတ္တမာနကိုကာကွယ်ဖို့ကြိုးစားရင်မရမှုအစ်စ်ကိုရင်ဆိုင်ရမယ့်အစားဟောင်းနှွမ်းနေတဲ့စီမင်းဟောင်းတွေရဲ့လုံခြုံမှုကိုပဲသူကရွေးချယ်သွားခဲ့တာပါဒါကြောင့်မို့လို့သူနဲ့အခြားရက်တဲ့လေးပါဟာတက်တက်ကိုစွန့်ခွာပြီးမိဂတာဝုံတော့ကိုထွက်သွားခဲ့ကြတာပေါ့ကဲအခုမိဂတာဝုံတော့ကနားလည်မှုတွေအလက်အပြောင်းထစ်လာမယ်အထွတ်အထိပ်ဇလန်းစီကိုဆက်သွားလိုက်အောင်တမိုင်းရဲ့မပြတ်သားတဲ့မိခိုးရောင်အခြေအနေတွေကနေအလင်းပွင့်လာတဲ့နှွေးထွေးတောက်ပတဲ့အယောင်အသွေးတဲ့စီကိုကူးပြောင်းသွားတာကိုကျွန်ုပ်တို့မြင်တွေ့ရတော့မှာပါဖျားအဖြစ်ကိုရောက်တော်မူပြီးတဲ့နောက်မှာတော့ဗုဒ္ဓဟာကွန်တညာတော်စီကိုကြွလာပြီးမချင်မပฏิပဒါလို့ခေါ်တဲ့အလယ်လတ်လမ်းစဉ်ကိုဟောကြားခဲ့ပါတယ်။ဒီလမ်းစဉ်ဟာကြာရှုံးသွားတဲ့အစုံနှစ်ဖက်ရဲ့မြူကိုတဲ့ကြားကနေထွက်ပေါ်လာတဲ့တကယ့်ကိုရှင်းလင်းတောက်ပတဲ့လမ်းစဉ်တစ်ခုပါ။အရေးကြီးတာကဒါဟာရွေးချယ်စရာမရှိလို့ရှော့ပေါ်လိုက်တဲ့ကြားနေလမ်းစဉ်မျိုးမဟုတ်ပဲအမှန်တရားကိုထိုးထွင်းတိမြတ်နိုင်စွမ်းရှိတဲ့အလွန်ထက်မြက်တဲ့ဉာဏ်ပညာကိရိယာတစ်ခုဖြစ်နေခြင်းပါပဲ။ဒီအစစ်မှာတကယ်စိတ်ဝင်စားဖို့ကောင်းတာကတစ္ဆာလေးပါးတရားတော်ဟာကွန်တန်ယာရဲ့အတ္တာကိုအခြေခံထားတဲ့အစွမ်းရောက်အကျင့်တွေကိုအစင်းလိုက်ဘလို့ဖြိုခွင်းသွားသလဲဆိုတာပါပဲ။ဆင်းရဲဒုက္ခရှိတဲ့ဆိုတဲ့ယောဂရှာဖွေခြင်းတဏှာကြောင့်ဖြစ်တဲ့ဆိုတဲ့ဆက်မစ်လွတ်မြောက်နိုင်တဲ့ဆိုတဲ့ခြုံငိမ့်မှုနဲ့အလဲလန်းလန်းစင်ဆိုတဲ့ကုသမှုတွေဟာကွန်တန်ယာလက်ခံထားတဲ့လွယ်မားတဲ့အယူအဆပေါင်းကြီးတစ်ခုလုံးကိုအမိကနေလှုပ်ခါပစ်လိုက်ပါတယ်။
ခန္ဓာကိုယ်ကိုနှိမ့်ဆက်တာကဒုက္ခကိုမချုပ်ငြိမ်းစေဘူးတဏှာကိုချုပ်ငြိမ်းအောင်လုံမှသာလွတ်မြောက်မယ်ဆိုတာလင်ကနေရှင်းရင်းတော့ပါတော့တယ် ဖြစ်ချင်းသဘောရှိတော့တရားအလုံးစုံဒီချုပ်ချင်းသဘောရှိဒီစကားကိုကြားလိုက်ရတဲ့အခါမှာတော့ကောင်းညံအတွက်အလင်းပွင့်သွားပါတော့တယ်အယူစားတွေပုံသဏ္ဍာန်တွေအမှတ်သားတွေကိုဖတ်တွယ်ထားခြင်းကသာပြဿနာရဲ့အရင်းပြီးဖြစ်တယ်ဆိုတာကိုသူကောင်းကောင်းကြီးသဘောပေါက်သွားပါတယ်တကယ်တော့ဒါဟာအရင်ကသူ့အသေးအလဲစုပ်ကိုင်ထားခဲ့တဲ့အသေးပဲဖွင့်ဆိုချက်တွေသူ့ရဲ့အတ္တတွေပြိုလဲသွားတဲ့အခိုက်အတန့်ပဲဖြစ်ပါတယ် ဒီအချိန်ဟာဓမ္မစက္ခုလို့ခေါ်တဲ့တရားမျက်စိပွင့်သွားတဲ့အချိန်ပါပဲဒါဟာနောက်ကြောင်းပြန်လဲလို့မရတော့တဲ့လွတ်မြောက်မှုစီကိုဥတည်သွားတဲ့ပထမဆုံးထိုးထွင်းသိမြင်မှုပါဒီဖြစ်ကနေကွန်တန်ညာရဲ့လူသားဆန်မှုကကျွန်တော်တို့ကိုသင်ခန်းစာတစ်ခုပေးနေတာပါအဲ့ဒါကတော့ကျွန်တော်တို့ကျူးလွန်ခဲ့တဲ့အမားတွေဟာပုံမရှင်းလင်းတဲ့အမြင်စီကိုဥတည်သွားစေနိုင်တဲ့ဆိုရင်အဲ့ဒီအမားတွေကတကယ်တော့အမှန်တရားအကောင်းဆုံးကျူးတင်ပြင်ဆင်မှုတွေဖြစ်လာနိုင်တယ်ဆိုတာပါပဲ အဲ့ဒီနောက်မှာတော့ဗုဒ္ဓကအေဟိဘိခုလို့ရိုးရိုးရှင်းရှင်းလေးမိန့်ဆိုလိုက်ပါတယ်ဘာခါနာမပါပဲအတန်ကြဲကြဲလောင်လောင်မဟုတ်တဲ့နားလည်မှုတွေဖတ်လည်နေတဲ့အခိုက်အတန့်လေးမှာပဲတမိုင်းဝင်ပထမဆုံးတော့ဗုဒ္ဓဘာသာတန်ခါအဖွဲ့အစည်းဟာစတင်မွေးဖွားလာခဲ့ပါတယ် ဒါပေမဲ့အန်တော်စရာကောင်းတာကကောင်းတဲ့ညာဟာပထမဆုံးယဟန်ဖြစ်လာတဲ့ဂုံဘောကိုအသုံးပြုပြီးအဖွဲ့အစည်းရဲ့အာဏာကိုမယူခဲ့ပါဘူးခေတ်သစ်လူသားတွေရဲ့မျောလင်းချက်တွေနဲ့လုံးဝကိုစန့်ကျင်ဘက်ဖြစ်အောင်သူဟာလူအများကြားမှာထင်ပေါ်ကျော်ကြားဖို့ထက်တိတ်ဆိတ်တဲ့ဒေါ်ကြောင့်ရဲ့အထီးကံမှုနဲ့ဉာဏ်ပညာကိုသာရွေးချယ်သွားခဲ့ပါတယ်ဒါဟာသူ့လိုရနဲ့ကျွန်တော်တို့ကိုခေတ်ရည်စည်းကြောင်းကိုပြောင်းပြလန်းပြလိုက်တာပါပဲဒီအယူဆပေါင်းသေးမှာဆိုရင်အထီးကျန်ခြင်းဆိုတာလူမှုအတိုင်းဝိုင်းကိုမုန်းတီးလို့ရှောင်ကွာသွားတာမဟုတ်ပါဘူးပတ်ဝန်းကျင်ကဖန်တီးဖေးထားတဲ့အမတ်အသားတွေအတ္တအဖြစ်တည်မှုတွေကိုဖယ်ရှားပစ်ပြီးလက်တွေ့အမှန်တရားကိုရှင်းရှင်းလင်းလင်းစောင့်ကြည့်နိုင်ဖို့အတွက်အလွန်အစစ်မြင့်တဲ့နည်းပညာတစ်ခုလို့ဖြစ်နေပါတယ်သူဟာပထမဆုံးယဟန်ဆိုတဲ့အဂုံဘုတ်နဲ့အရေးပါမှုကိုစုပ်ကန်မထားလို့ဘူးဆိုတာကိုဒါကသက်သေပြနေပါတယ်ကောတိညာရဲ့ဘဝဟာယနေ့ခေတ်တီထွန်စမ်းသပ်မှုတွေအပေါ်ကျွန်တော်တို့ဘလို့တွန်းကန်ကြလဲဆိုတော့ကိုထင်ဟပ်ပြနေတဲ့မှန်တစ်ချက်လိုပါပဲကြာရှုံးနေတဲ့အယူအဆပေါင်းတွေကိုဘာကြောင့်ဒီလောက်တောင်တင်းတင်းကြပ်ကြပ်ဖတ်တွယ်ထားကြတာလဲအကယ်၍ကျွန်တော်တို့မှအဲ့ဒီပေါင်းတွေကိုစွန့်လွတ်ရဲတဲ့နှိမ်ချမှုမျိုးသာရှိခဲ့မယ်ဆိုရင်ဘလို့အမှန်တရားအသက်တွေကိုမြင်တွေ့လာရနိုင်မလဲဆိုတာကိုတကယ်ပဲစဉ်းစားစရာဖြစ်စေပါတယ် ဒါကြောင့်ဒီနေ့အတွက်လက်တွေ့ကြတဲ့ခြေလှမ်းလေးတစ်ခုညင်နဲ့မိမိလက်ရှိမှာတင်းတင်းကြပ်ကြပ်စော့ကင်ထားတဲ့ယူဆတစ်ခုကိုရှာဖွေပြီးအဲ့ဒါကိုတတိနဲ့ခိတ္တဘေးဖယ်ထားကြည့်ဖို့တိုက်တွန်းချင်ပါတယ်ဒါဟာမိမိရဲ့ဉာဏ်ပညာပိုင်းဆိုင်ရာနိုင်ကြမှုကိုစမ်းသပ်ဖို့အကောင်းဆုံးအစပြုမှုလေးတစ်ခုဖြစ်ပါလိမ့်မယ်ဒီလေးလာတဲ့ဆက်မှုတော့အသုံးပြုခဲ့တဲ့ရင်းမြစ်ဒီကိုတော့မြတ်တာပြင်မှာဖော်ပြထားပါတယ်အခုလိုစိတ်ဝင်စားလေးလာကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်